နာမည်လေးကြားလိုက်လို့ရှိရင်အိုနာနာနာမည်လေးကြားလိုက်လို့ရှိရင်ရင်ထဲမှာအဲ့လိုမျိုးရင်ခုန်တယ်လို့ဘာလို့လေးဖြစ်လာတာဟာငါတို့တင်ဘာမှန်းဖြစ်တော့မလဲအဲ့လိုအိုနာနာဆိုရင်ဘယ်လိုပြောမလဲရုပ်တရက်မိနေတဲ့ကိစ္စတစ်ခုကိုပဲခေါင်းထဲမှာသတိရပြီးရင်ထဲမှာဒိုင်းကနေဖြစ်သွားတယ်ခံစားချက်မျိုးအခုချိန်ကြီးရနေတော့မှအဲ့တကယ်ပြောတာဆိုတော့အန်ဒရီအိုနာနာဆိုတဲ့နာမည်ကြားလိုက်တာနဲ့ရင်ထဲမှာအဲ့လိုနည်းနည်းလှက်ဖြစ်သွားတာပေါ့ဆိုတော့ spot ကနေတော့ပြန်လဲကြိုးစားပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Sport ကကိုတက်ဆိုးပါဆိုတော့ကျွန်တော်ဒီနေ့ကတော့ Manchester United တဲ့နည်းနည်းအမိုက်ထုတ်တွေအမိုက်ပုံးတွေကိုတော့ပြက်ကမဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးနည်းနည်းလေးပြောချင်တယ်ဆိုတော့ Manchester United အသင်းနဲ့ပတ်သက်လို့ရှိရင်ဒီရာသီဒီ expectation တွေအရာဆိုရင်ရာသီအစ expectation တွေကိုထိမိခဲ့တယ်လို့ပြောလို့ရတယ်ထိမိခဲ့တယ်ဆိုတာဘယ်လိုပဲဖြစ်ဖြစ်ဗျာအဆင့်15နဲ့ရာသီတိန်းထားတဲ့အသင်းတွေကနောက်ရာသီမှာအဆင့်3ဝန်းကျင်လောက်နဲ့ Seoul City Champions League ဝင်သွားဖို့ဆိုတာပြီးခဲ့တဲ့ရာသီအစလာပြောလို့ရှိရင်တော့ကျွန်တော်တို့ကအိမ်မက်မှတ်နေရလို့ထင်ပါပဲဒါပေမဲ့ဒီရာသီမှာတော့ improve ဖြစ်တဲ့ result တွေကိုမြင်ရတယ်ဒါတွေကရာသီဝက်ကာလမှာနီးပြအပြောင်းလဲလုပ်လိုက်တဲ့ impact တွေလည်းအများကြီးပါတာပေါ့ဆိုတော့ပွဲရည်အတွက်လည်းနေတယ် Premier League ကိုသိချအာရုံစိုက်တယ်ဒါပေမဲ့ squad ကလေးကပြန်ပြီးတော့အင်အားတောင်တင်းလာပြီဒီလိုမျိုးအနေထားမှာ United အနေနဲ့ဖြည့်ရှင်းရမယ့်ပြဿနာတစ်ခုလည်းကြံနေသေးတယ်အဲ့ဒါကတော့ဒါညီကိုတွေအားလုံးသိထားတဲ့အတိုင်းပဲကျွန်တော်တို့အသင်းစီကိုဒီနှစ်ဘောလုံးရသည်ကုန်ပြီဆိုတာနဲ့ပြန်လာမဲ့ဆရာသမားတွေအများကြီးရှိတယ်ပေါ့ဆိုတော့ပြန်လာမယ်ဆိုတာဒါကျွန်တော်တို့ကတချို့တော့အခေါ်ဝေါ်တွေအရသာထည့်ပြောရတဲ့ဟာတွေလည်းရှိတယ်ဒီထဲမှာတကယ်ဒိတ်ကျဲ3ယောက်ပေါ့ဒီ3ယောက်ကတော့ဘာစီလိုနာရဲ့ Rashford ပြီးတော့တူရကီမြေကနေပြန်လာမဲ့အားလုံးရဲ့အချစ်တော်အိုနာနာပြီးတော့နေပယ်မင်းသားလေး Whiteland ပေါ့နော်ဒီ3ယောက်ကတော့အငားစာချုပ်တွေအရာသူတို့ဒီ United ကိုပြန်လာဖို့ရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီကစားသမားတွေနဲ့ပတ်သက်ပြီးဘာလုပ်မလဲဆိုတဲ့ကိစ္စကလည်းနောက်ရဒီလူသက်တွေရောက်မလားဆိုတဲ့ကိစ္စလိုပဲဆွေးနွေးရမယ့်ကိစ္စတစ်ခုပေါ့ဒီထဲမှာမှကျွန်တော်တို့ကတချို့ကစားသမားတွေကတော့တော်တော်လေးလက်လွတ်လိုက်ရတယ်လို့ဖြစ်သွားပါပြီဆိုတော့အန်တိုနီယိုဆိုလည်းကိစ္စဇလန်ပြီးပြတ်သွားပြီဆန်ချိုဆိုလည်းအခုဂျွန်လာဆိုရင်စာချုပ်ကုန်ပြီဖြစ်တဲ့အတွက်တင်သွားလို့ရသွားနိုင်ပြီပေါ့အဲ့တော့ squad အနေထားအရပြောရလို့ရှိရင် United ဒီလက်ရှိမြင်နေရတဲ့ squad ကတော်တော်လေး healthy ဖြစ်တဲ့ squad လို့တော့ပြောလို့ရတယ်တော်တော်လေးကျန်းမာရေးကောင်းတယ်သိရမလားအဲ့လိုနည်းနည်း toxic မဖြစ်တော့တဲ့ club ပေါ့ဆိုတော့အဲ့အတွက်တော့ကျွန်တော်က Carrick ကိုအများကြီးကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ Ruben Amorim နဲ့ဆိုရင်တော့ဒီဇလန်တွေကရှိနေအောင်ပါပဲခုနပြောတဲ့ဒီကစားသမားတွေဆိုတာလေကျွန်တော်တို့ကထွက်သွားတဲ့အချိန်မှာဒီလိုမျိုးတွေမြင်ခဲ့ရတယ်ဆိုပေမဲ့လေဒါတွေကနီးပြကြောင်လည်းအများကြီးပါတယ်ဗျဆိုလို့ကျန်တာအများကြီးမကြည့်နဲ့ကိုဘီကိုပဲကြည့်ကိုဘီမိန်လူအခုကျွန်တော်တို့မြင်နေရဘယ်လောက်ကောင်းလဲဆိုတော့အဲ့လိုကစားသမားမျိုး Ruben Amorim ဆိုရင်ဒီကိုတည့်ရတိုင်းမှာ Bruno နဲ့ ကွင်းလယ်မှာတွဲဆိုးလို့မရဘူးဆိုပြီးတော့လုံးဝ bench ကို Ugarte ရဲ့အနောက်ထိပါပို့ထားတယ်အဲ့တော့ကိုဘီရဲ့ဒီတကယ် brother တွေ cousin တွေကအစကိုဘီမိန်တို့ကိုလုံးဝ free လုပ်ပေးလိုက်ပါဆိုပြီးစန္ဒပြရ strike လုပ်ရတဲ့အထိဆိုတော့တို့ဒါကိုဘီကနည်းနည်းလေးစိတ်ရှည်ပြီးတော့နောက်ထပ်ရာသီဝက်လာပေပြီးသူစောင့်လိုက်လို့ကြာရင်သူလည်းအမော်ရင်ရဲ့ရန်တိုက်ပေးမှုတွေကြောင့်သူလည်းပြိတ္တနဲ့လူမိုက်ကိုင်းဖြစ်ရတော့မှာပဲဆိုတော့ဘာလို့လဲဆိုတော့ကစားသမားတွေတူကိုဘလို့မှတီးခံနိုင်မှာမဟုတ်ဘူးလေကို့အနာဂတ်အတွက်လည်းကိုကြည့်ရသေးတာဆိုတော့အဲ့လိုလုံးဝကြီးခြောင်ထဲမှာအမိုက်တရိုက်လို့ပိတ်ထားလိုက်တဲ့ပုံစံဆိုကိုဘီလည်းနောက်တစ်နှစ်လောက်တာအမော်ရင်ဆက်ရှိနေလို့ရှိရင်အရှိကနောင်တော်ကြီးတွေနီးတူ toxic ဖြစ်တော့မှာပဲဒါပေမဲ့ကိုဘီကတော့နည်းနည်းလေးစိတ်ရှည်သွားတဲ့အတွက်ကျန်တဲ့လူတွေတက်ဆိုင်အဆင်ပြေသွားတယ်ဆိုတော့ Carrick ကတော့ man management ကောင်းကောင်းလုပ်နိုင်တဲ့နီးပြပြီးတချို့ကစားသမားတွေအသင်းအတွက်တကယ် useless ဖြစ်တယ်တချို့ကစားသမားတွေminute တွေရတယ်စီစောမပြနိုင်ဘူးဒီလိုအနေထားတော့မှာ squad ကလေးကနည်းနည်းကျမ်းမာရေးကောင်းနေတဲ့ပုံစံလိုမျိုးလေးကိုတော့ကျွန်တော်တို့မြင်ရတယ်ပေါ့တိတ်ပြီးတော့ခုနပြောသလို toxic ဖြစ်တဲ့ movement တွေကစားသမားမျိုးတွေတော့တိတ်မတွေ့ရအောင်ဒီ check ကလေးကတော်တော်လေးသဘောကျဖို့ကောင်းတယ်ဆိုတော့တခါလေကြာရင်ကျွန်တော်တို့ကဥမာအမြဲပြောနေကြသလိုပေါ့ Ugarte မီဆန်မောက်ဇက်ဇီဒီကစားသမားတွေဆိုမင်းနဲ့လည်းတိတ်မရဘူးကောင်းလားဆိုတော့လည်းမကောင်းဘူးဒီထဲမှာမှအထူးသဖြင့်မေဆန်မောင်းကတော့လာစာနည်းနည်းလေးများတဲ့ကစားသမားမျိုးတွေမှာပါတယ်ဒါပေမဲ့သူတို့ဒီခြေစွမ်းအဖြစ်မကောင်းတာတရှိတယ် attitude ဘိုင်းကဆိုရင်အသင်းကိုတိတ်ပြီးတော့အနွိုင်းမလုပ်တဲ့အာယုံမနှောက်တဲ့ကစားသမားတွေပေါ့နော်သူတို့အကြောင်းဆိုပြီးဖြစ်တဲ့ပြဿနာတွေကိုလိုက်မရှင်းရတဲ့ကစားသမားတွေလို့ပြောလို့ရတယ်ဆိုတော့ဒီဟာလေးကလည်းအသင်းအတွက်နည်းနည်းစိတ်ချမ်းသာစရာကောင်းတဲ့အချက်ကလေးတွေလို့ကျွန်တော်တို့မြင်လို့ရတယ်ဆိုတော့အဲ့တော့ဒီ squad တဲကိုကျွန်တော်တို့ကအရှိကခုနပြောတဲ့အငှားကနေပြန်လာမဲ့လူတွေရောက်လာရင်ဘာဖြစ်သွားနိုင်လဲဒါကလေစဉ်းစားမယ့်ကိစ္စပေါ့အဲ့တော့ Whiteland ကတော့တည့်ရဲ့အတိုင်းပဲ Zaxi ရှိတယ် Sasco ရှိနေတယ်အဲ့တော့ဒီနေသားမှာသူ့ရဲ့ contract မှာလေ obligation သူဘိုင်းပါတယ်ဆိုတော့ Napoli ရဲ့ Champions League ဝင်ရလို့ရှိရင် Whiteland ကိုဝယ်မဲ့သဘောမှာအနည်းဆက်ဆုံးရှိနေတယ်အဲ့တော့ကြောင့် Whiteland ကတော့အရင်ပြန်လာမှာစိတ်ပူစရာမလိုသူကိုယ်တိုင်လည်းနေပန်မှာနေခြင်းနဲ့ပြီးတော့ Napoli နီးပြကလည်းသူ့ကိုအလိုရှိတယ်အသင်းကလည်း Napoli ကလည်း Lukaku တို့ပါအောင်နဲ့ coin တွေတွက်တဲ့ Whiteland ကိုဆက်
ပြီးထားအောင်ပါပဲဆိုတော့ Watchline ကိစ္စကတော့ပြန်လာမယ်ဆိုတာဒီတိုင်းသဘောတရားအရသာပြောတာတိတ်ပြီးတော့ဘာမှစိတ်ပူစရာအာရုံနောက်မဲ့ကိစ္စမျိုးတွေမှာတော့မပါဘူး Watchline ပြီးတော့attitude အရာဆိုလေသူကကောင်းပါတယ်အခုချိန်ဒီလေ United နဲ့ပတ်သက်တဲ့စိုးရတဲ့စကားတွေဘာမှမပြောသေးဘူးပြောတာမျိုးလည်းမကြောက်ဘူးเนาะဆိုတော့ပြီးတော့ဒါသူ့အနေနဲ့နာပိုလီမှာဆိုလည်းမဆိုးဘူးပေါ့ဗျာသူ့အနေထားသူ့အတိုင်းတာသူ့ level နဲ့ရတော့အဆင်ပြေတဲ့အနေထားမှာရှိနေတယ်ပြီးတော့သူကိုယ်တိုင်လည်းမသွားခင်အထိဆိုတာ United ကဒီပြကန်းအသစ်တွေ trophy room တွေအသစ်ဖွင့်တဲ့အချိန်ဒီမှာဆိုသူကိုယ်တိုင်တကယ်အသင်းရဲ့ member တယောက်လိုခံစားပြီး तू ကဆက်ရှိဖို့အတွက်ဆန္ဒရှိခဲ့ရလေဒါပေမဲ့အသင်းဘက်နဲ့အိမ်နီးပြ Ruben Amorim နဲ့ကမထားခဲ့လို့ဒါသူလက်သွားရတာဆိုတော့ Watchline ကတော့အားလုံးထဲမှာကျွန်တော်က toxic လို့အငှားသွားကစားတဲ့လူတွေထဲမှာ toxic လို့မမြင်ဆုံး player တွေထဲမှာပါတယ်သူ့ကိုလည်းအများကြီးအသင်းသက်မှာအစင်လည်းပြေစီခြင်းနဲ့ပြေမယ်လို့လည်းမျှော်လင့်ပါတယ်အဲ့တော့ကျန်တဲ့ဆရာ2ယောက်ပေါ့ကျန်တဲ့ဆရာ2ယောက်ကတော့ပထမတစ်ယောက်ကတော့ဒါညီကိုတို့ရဲ့အချစ်တော် Andre Onana ပေါ့အဲ့နာမည်လေးကြားလိုက်လို့ရှိရင် Onana နာမည်လေးကြားလိုက်လို့ရှိရင်ရင်ထဲမှာအဲ့လိုမျိုးရင်ခုန်တယ်လို့ဘာလို့လေးဖြစ်လာတယ်ဟာငါတို့တင်ဘာမှန်းဖြစ်တော့မလဲအဲ့လို Onana ဆိုရင်ဘယ်လိုပြောမလဲရုပ်တရက်မေ့နေတဲ့ကိစ္စတစ်ခုကိုပဲခေါင်းထဲမှာတတိယပြီးတော့ရင်ထဲမှာဒိုင်းကနေဖြစ်သွားတယ်ခံစားချက်ပြောအခုချိန်ကြီးရနေတော့မယ်အဲ့တကယ်ပြောတာဆိုတော့ Andre Onana ဆိုတဲ့နာမည်ကြားလိုက်တာနဲ့ရင်ထဲမှာအဲ့လိုနည်းနည်းလှိုက်ဖြစ်သွားတာပေါ့ဆိုတော့သူကတော့ဆရာကြီးကတော့အခုသိရတဲ့အတိုင်းပဲတူရကီမှာပန်နယ်တီ3လုံးတွေပါတယ် quarter final မှာဖမ်းပြလိုက်တော့Trabzonspor ကလည်းသူ့ကိုသဘောကျတယ်အခုလည်းသူ့လာစာကိုအပြည့်ပေးပြီးတော့ဒီနေ့မှာထားရတယ်ဒါပေမဲ့ Onana contract က2နှစ်ကျန်နေတယ်အဲ့တော့ United က Le Mans ရဲ့အရန်ကိုသမားပေါ့နော် backup အနေနဲ့ထားတဲ့ Brinda အသင်းကနေထွက်ဖို့များတယ်။ Onana ကိုယ်တိုင်ကတော့ဘယ်လိုမျိုးလေတံတွေပြက်နေလဲဆိုတော့အခုကသူကပြန်လာခြင်းနဲ့United မှာတိုက်ပွဲဝင်ခြင်းနဲ့ဆိုတဲ့ပုံစံမျိုးဘာလို့ဆိုတော့ तू က National Team မှာလည်းအခုက first goalkeeper မဟုတ်တော့ဘူးအဲ့တော့သူ့အနေနဲ့အရွယ်ကြံတော့ contract ကြံတော့မှာ तू ကokay အရန်ခုံထိုင်ရင်လဲထိုင်ပါစေကွာဆိုတဲ့ပုံစံမျိုးတွေးပုံရတယ်ဆိုလို့ကျန်တာသူ့ရဲ့ကစားသမားဘဝအတွက်ကြည်တာထက်ဆိုင်ဥမာဆိုလို့ကျန်တာနိုင်ငံအသင်းမှာနေရာရဖို့တိုက်ပွဲပြန်ဝင်မယ်ဆိုတဲ့ passion မျိုးထက်ဆိုင်နိုင်ငံအသင်းမှာလည်းငါဖမ်းရတော့မှာမဟုတ်တာအဲ့တော့ဒီ2နှစ်ကတော့ United မှာအရန်ကုန်ထိုင်ပြီးတော့ FA ကာရာဘောင်းတလဲစီလောက်လှည့်ဖမ်းလဲဘာမှမဖြစ်ဘူးငါလာစားလဲအများကြီးရမှာပဲဆိုတော့ဒီလိုမျိုးအနေထားမှာတည်မှာ United ကိုပဲပြန်လာလိုက်တာကောင်းမယ်ဆိုတဲ့ option မျိုးကို तू ကပိုလိုချင်ပုံရတယ်အဲ့တော့ United ကလည်းကစားသမားတယောက်ပြန်လာရင်သုံးတာမသုံးတာအပါထားလေဟိုကစားသမားကတခြားအသင်းကိုမပြောင်းရင်တော့လာစားပေးရမှာပဲအဲ့တော့ Brinda ထွက်တဲ့အချိန်မှာဒါ Onana ကိုဒါရှင်းထုတ်ဖို့ဝယ်လက်လည်းကောင်းကောင်းမရှိဘူးသူ့လာစားကိုလည်းပေးနိုင်တဲ့အသင်းမျိုးမရှိဘူး Onana ကလည်း agree မဖြစ်လို့ရှိရင်မတက်တာတဲ့အဆုံးတော့အသင်းမှာ backup keeper အနေနဲ့ထားရမယ်သဘောတရားမျိုးဖြစ်နေတယ်ဆိုတော့တော်တော်များများကလည်းအဲ့အတွက်ကြောင့် Le Mans ရဲ့အနာဂတ်ပေါ့အနာဂတ်ဆိုတာတဲ့လူပေါင်းမှာကိုစိတ်ပူနေတဲ့သဘောပါသိရမလားဆိုတော့ Le Mans တွေသူကသူတည်တည်ငြိမ်ငြိမ်နဲ့အဲ့လို leadership တိုက်လေးနဲ့character ကောင်းကောင်းလေးနဲ့ရှိနေတဲ့ဟာကိုOnana နဲ့တော့ပေါင်းပြီးတော့မှဂိုးသမားတွေကြတော့တည်ရတိုင်းပဲလေတပူပူတွဲလုံးထွေးပြီးပေါင်းသိနေရတာဆိုတော့ဒါဒီမှာ Le Mans ကိုယ်တိုင်အဆင်ပြေပါမလားဆိုတော့တော်တော်လေးစိတ်ပူစရာဖြစ်တယ်ကျွန်တော်ထင်တယ် Onana အခက်မသိလို့ရှိရင်တော့အဲ့လိုပုံစံအခွက်ကြီးနဲ့ပြန်ရောက်လာမလားလို့တော့နည်းနည်းစိတ်ပူတယ်ပြီးတော့ဂိုးသမားတယောက်အနေနဲ့သူ့လာစာကိုပေးဖို့ဆိုတာလေအဲ့ဒီခုနပြောရဲဆော်ဒီတို့တူရကီတို့လောက်ကလွင်စီးရီးရဲ့ကလပ်တွေဆိုဝေးပေါ့ဘယ်လိုလုပ်ပေးမှလဲ Onana ရတဲ့လာစာ Premier League အသင်းတွေပို့ဆိုးပြီးတော့ဂိုးသမားလိုဝဲချက်ကလည်းဒီလောက်ကြီးရှိနေတဲ့အသင်းမျိုးတွေလည်းမရှိဘူးကျန်တဲ့ league တွေမှာလည်းအတူတူပဲဆိုတော့ကျွန်တော် Onana ဟိကတော့တောင်တင်မဲ့သဘောမှရှိတယ်အသင်းမှာနောက်ရာသီမှာ Michael Carrick လက်အောက်မှာ first goalkeeper အနေနဲ့မဟုတ်ရင်တော့မှသူကတိုက်ပွဲဝင်မှုအတွက်စူးစမ်းပြီးတော့အသင်းမှာဆက်ရှိခြင်းနဲ့အရေးအယောင်လေးတွေကိုတော့မြင်နေရတယ်ဆိုတော့ညီတို့ကဘယ်လိုမျိုးတင်လဲကျွန်တော်ကတော့ Onana ပြန်လာမယ်ဆိုတဲ့သတင်းကိုကြားရင်တော့စိတ်ထဲမှာအခုချိန်ဒီဝမ်းနေနေတော့မယ်ဆိုတော့ဒါကတော့ Onana ရဲ့ကိစ္စပါနောက်တစ်ယောက်က Marcus Rashford ဆိုတော့ El Clasico မှာ free kick တွေပါတယ်တွင်းနေเนาะ Mbappe ထက်အရင် La Liga ဖလားတွေပါတယ်လည်းရတယ်ဒါပေမဲ့ပြဿနာကျွန်တော်အရှိမအမြင်နဲ့ပြောခဲ့တယ်ဘာစီလိုနာကဒီယူရိုတန်း30ကိုတော့မပေးချင်စရာဘာမှတော့မရှိဘူးဗျာ Red သူတို့တန်း30အနေနဲ့လည်းနောက်ထပ်ဝင်ကတယောက်ကိုလည်းဒီ market ထဲမှာ Rashford quality Rashford အတွေ့အကြုံလောက်နဲ့နှိုက်ဖို့ဆိုတာလေမလွယ်ဘူးဆိုတော့အနေထားမှာဘာစီလိုနာမှာလည်းသူကဂိုးတွေပါတွေရတော့ရတယ်ဒါပေမဲ့ပြဿနာဘာစီလိုနာကစားဟန်နဲ့သူနဲ့ကမလိုက်နေတာပဲအဲ့တော့ကျွန်တော်အမြဲတမ်းပြောသလိုပဲအသင်းအသက်ကောင်းတယ်သူကလည်းသူ individual အရာတော့ကောင်းတယ်တချို့ပွဲစဉ်တွေမှာသူကသူတကူတော့အစွမ်းလေးနဲ့ကောင်းတာလေးလည်းရှိတယ်ဆိုတော့ဘာစီလိုနာမှာကျွန်တော်ဖတ်မိသလောက်ပေါ့အခုကဒီဒီကိုဟိုတို့ရဲ့ဘုတ်အဖွဲ့က
မဝေချင်တာ Hansi Flick ကတော့သဘောကျတယ်တန်း30လောက်ဆိုသူက squad depth အတွက်ကိုနည်းနည်းလေးအလှည့်အပြောင်းလေးအနေနဲ့ထားလို့ရ Rashford ကလည်းပြောချင်တာသူ့ဘက်သူဘယ်လောက်ပဲညံ့ညံ့ Copa del Rey တို့ La Liga မှာအသင်းငယ်နဲ့တွေ့တဲ့အချိန်တို့ Champions League အရေးမကြီးတဲ့ League Phase အဝေးကွင်းပွဲစဉ်တို့စသဖြင့်ပွဲတန်ဖို့ဖြစ်ပြီးတော့ Rafinha တို့ယာမဲတို့က injury record တအားကောင်းတဲ့ထဲမှာလည်းမပါဘူးဆိုတော့ဒီနှစ်ယောက်စလုံးရဲ့ဘေးရောညာအောင်ဆော့လို့ရမယ်ကစားသမားတစ်ယောက်အနေနဲ့ Ferran Torres တို့ Lewandowski တို့နဲ့လည်းဆက်ဆံရေးကောင်းတယ်စသဖြင့်ဥရောပတွေ့ကြုံလည်းရှိတဲ့ experience ကောင်းကောင်းရှိတဲ့ကစားသမားတစ်ယောက်ကိုတန်း30ဆိုတော့ Hansi Flick ကတော့သဘောကျတယ်ဒါပေမဲ့ဘာစီလိုနာအဲ့ဘန်နာကြီးပြဿနာပါကြတယ်သူတို့တိတ်ပြီးတော့သဘောမကျဘူးထင်ပါတယ်ပြန်လွတ်မဲ့သဘောတွေ့တယ်အဲ့တော့ United ပရိသတ်တွေကအဲ့မှာစဉ်းစားတဲ့အချက်ကအမော်ရင်မဟုတ်တော့ Carrick ဖြစ်လာပြီ Carrick ဒီအိုလီလက်ထက်ဒီသူသုံးပွဲကင်ခဲ့တဲ့အချိန်ဒီမှာ Rashi နဲ့လည်းဆက်ဆံရေးကောင်းနေ Carrick နဲ့ရှိခဲ့တယ်အဲ့အတွက်ကြောင့်ပြန်လာမလားပေါ့ကျွန်တော်အမြင်ပြောရရင်တော့တိတ်မဖြစ်နိုင်တော့ဘာလို့လဲဆိုတော့သူကပြန်လာလို့ရှိရင်လည်းခုနပြောသလိုအရင်တော့လို့တကယ် star player တယောက်အနေနဲ့လည်းသူ့ကို treat လုပ်ဖို့ဆိုတာမလွယ်တော့ဘူးပြီးတော့ number တွေဘာတွေကစားတကယ်ကုညာတို့ဘာတို့ပေးခဲ့ပြီးပြီဗျာဆိုတော့ပြန်လာမယ်ဆိုရင်တော့သူ့အနေနဲ့တတိလျှော့ပြီးတော့ပြန်လာရမယ်အဲ့တော့လူရဲ့စိတ်ကတော့သိရတဲ့အတိုင်းပဲလေတဲ့မှာကိုယ်အိမ်မှာအောက်ကြနောက်ကြနေရတာအထက်ဘယ်လိုပြောမလဲကိုယ်အိမ်မှာနည်းနည်းလေးအခွင့်တူးကန်နေလျှော့ပြီးနေရတာ ਨੇ သူများအိမ်မှာအောက်ကြနောက်ကြနေရတာ ਨੇ ဆိုသူများအိမ်မှာပဲအောက်ကြနောက်ကြနေလိုက်မယ်ကိုယ်အိမ်မှာဆိုရင်လည်းတကယ်ဘယင်လိုပဲနေကြတဲ့လူတွေဆိုတော့ Rashford ကအဲ့လို type မျိုး तू ကအသင်းမှာဆိုရင်စိုးကျင်တယ်ကြံတဲ့လူနဲ့တွေ့ရင်အချိုးပြေတယ်အဲ့လိုပုံစံ type ထဲမှာပါတဲ့အတွက် तू ကတော့မင်းလားစာလဲ short you နံပါတ်လဲကိုညာကိုပေးပြီးသားဖြစ်တဲ့တခြားနံပါတ်ယူပြီးရအသင်းမှာလည်းfirst player အနေနဲ့မဟုတ်ဘဲနဲ့ squad depth player အနေနဲ့ပဲဆိုလိုချင်တာ first line အတွက်အာမခံချက်မရှိပဲကန်ရမယ်ဆိုရင်ကျွန်တော်တဲ့သူ့ပုံစံလာခြင်းမဲ့ပုံမပေါ်ဘူးဒါပေမဲ့အဲ့လို situation မျိုးကိုပဲတခြားအသင်းမှာလားစာလဲ show ယူရမယ်နံပါတ်ကလည်းအဆင်ပြေတဲ့နံပါတ်တစ်ခုခုယူရမယ်ဒါပေမဲ့line up မှာလည်းပါဖို့အာမခံချက်မရှိဘူးဆိုရင်ဆရာသမားကသွားမှာဆိုတော့ဒီလိုကစားသမားတွေရဲ့စိတ်ကလည်းမှန်းဆခက်တယ်ကျွန်တော်အမြင်တော့ United ကိုပြန်လာဖို့ဆိုတာသူတော်တော်လေးခက်ခဲမဲ့အနေထားမှာရှိတယ်ဒါပေမဲ့တခုရှိတာအိုနာနာလောက်တော့သူကမပုတ်တဲ့အတွက်သူ့ကိုတချို့အသင်းတွေကခုနပြောသလိုပေါ့အရန် player အနေနဲ့ squad player အနေနဲ့လည်းဝယ်တာမျိုးဖြစ်နိုင်တယ်ဒါ rumors တွေမှာပါသလိုမျိုး Arsenal တို့ဘာလို့ဆိုရင် Trossard ဖြစ်ဖြစ် Martinelli ဖြစ်ဖြစ်အသင်းမှာမရှိတော့လို့ရှိရင်ဘယ်တောင်မှန်အတွက် option တစ်ခုအနေနဲ့စဉ်းစားလို့ရတယ်အရင်သူ့ကိုအားကိုးမှာမျိုးမဟုတ်ဘဲနဲ့ဗျဥပမာ Sterling တို့ကိုခေါ်ခဲ့သလိုမျိုးပုံစံမျိုး Rashford ကိုခေါ်တာမျိုးလည်းလောက်ကောင်းလောက်လာနိုင်တယ်ပြီးတော့တခြား series club တွေပေါ့ AC Milan တို့ Juve တို့စသဖြင့် Yildiz တို့ Rafaelio တို့ထွက်လို့ရှိရင်သူနဲ့အစားထိုးလိုက်မယ်ဒါပေမဲ့လာစာတော့ short ယူမရမှာပေါ့ဆိုတော့ဒီလိုပုံစံမျိုးဖြစ်နေအိုနာနာလောက်တော့ဝယ်လက်မရှားလောက်တဲ့ကစားသမားမျိုးတွေမှာပါတယ်ဆိုတော့ Rashford ရဲ့အခြေအနေကလည်းဘာစီလိုနာမှာဆက်ရှိမလားကိုစီပဲပြန်ရောက်လာမလားတခြားအသင်းကိုရောက်သွားမလားဆိုတာစိတ်ပူစရာပဲ United ဘုတ်အဖွဲ့တွေရဲ့အယောင်စကီးကိုတစ်ချက်ရှိုးရမယ်အနေထားမှာရှိတဲ့ကစားသမားမျိုးလို့တော့ကျွန်တော်မြင်ပါတယ်ဆိုတော့ညီကိုတော့ဒီကစားသမားတွေနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲအသင်းမှာပြန်မြင်ကျင်တဲ့ကစားသမားမျိုးရှိလားဒါမှမဟုတ်တယောက်မှမမြင်ကျင်မဲနဲ့ဒီအသင်းမှာမရှိတော့တာပဲပူသဘောကျတဲ့လူတွေများလားကို့အမြင်အောက်က comment ထဲမှာဆွေးနွေးပေးခဲ့လို့ရပါတယ်ကြည့်ပေးညီကိုအားလုံးကျေးဇူးများကြီးတင်ပါတယ်အားလုံးမရှိဘူးပါ